Okay အားလုံးပဲမင်္ဂလာပါကျွန်တော်နေခဲ့တဲ့ဒီ homestay ကနေဒီမနေ့ထွက်လာခဲ့တာကျွန်တော်7နာရီကျော်လောက်မှထွက်လာခဲ့ရတယ်အဲ့ဒါအခုဆိုရင်ကျွန်တော် 7.6 km နင်းပြီးသွားပြီပေါ့နော်အဲ့ဒါကျွန်တော်စထွက်ကြတဲ့နဲ့တောက်လျှောက်တက်တာပေါ့နော်အဲကြောင့်မလို့ကျွန်တော်အရင်မနင်းနိုင်ဘူးနင်းတဲ့အချိန်ကကြတော့တနာရီရှိပြီတနာရီအတွင်းမှာကျွန်တော် 7.6 km ပဲနင်းနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့လုံးဝအသက်ပဲပြအခုလည်းဆက်တက်ရအောင်မယ်နည်းနည်းတက်ရအောင်မယ်ပြီးနည်းနည်းဆင်းမယ်ပြီးပြန်တက်မယ်အဲ့လိုပေါ့နော်အခုလောဆရာတော့ဒီမှာဒီနေရာလေးရောက်နေတယ်ပေါ့နော်ဒီနေရာလေးရောက်နေတယ်ဒီမှာကျွန်တော်ဆက်ပေးဒီမှာတောင်ကျချောင်းရည်โอเคကျွန်တော်ဆက်သွားမယ်ဗျโอเคဟုတ်စနေနေဗျဝါလေရန်တိုင်းအချာတီကျွန်တော်စပင်းကဂီယာအလဲအပြောင်းလုပ်တဲ့အချိန်မှာအရန်မလို့မချွတ်ဖြစ်နေတာကွာအားကြောင့်မလို့အခုကျွန်တော်ဂီယာနည်းနည်း adjust ပြန်လုပ်တယ်ဒီမှာအဲ့ဒီကုန်ချပြီးရင်အရန်ဒုက္ခရောက်တယ်ကွာဘာဖြစ်လို့လဲဆိုရင်ဘာချင်းလေရလည်းအရန်တိုက်နေတာကွာပြီးရင် stand ကလည်းမပါဘူးဆိုတော့အရန်ဒုက္ခရောက်တယ်ဒါပေမဲ့အခုကျွန်တော်အဆင်ပြေတယ်လို့တော့လုပ်ထားလိုက်ပြီကျွန်တော်အခုပစ္စည်းတွေပြန်တင်ပြီးမှစီးရီနဲ့တင်ပြီးမှကျွန်တော်ခီးပြန်ဆက်လိုက်ရန်ဒုက္ခရောက်အေးလည်းအသေးတိုက်ဖို့မှာလေရအသေးတိုက်မတိရောက်ချင်ကဲအိုးလေရန်တိုက်ပဲခုနဟိုကျွန်တော်ရဲ့ဂီယာပြီးမှပြန်ထွက်လာတဲ့ချိန်မှာဒီတောင်ပေါ်မှာဖြစ်တယ်ကွာတောင်ကမီတာ3600လောက်မြင့်တဲ့အပေါ်မှာကွာပြီးရင်ဟာလာဟင်းလင်းပြင်းလို့လေပြင်းဆိုတော့လေအခုမှလေအခုတက်ရန်တိုက်တယ်ကွာမစပင်းကနေနေရတော့မှတစ်ချက်ရိုင်သွားတယ်ကွာဟိုကြောက်ရှာရဲ့အခုလည်းတိုက်နေမှာလေလေရမ်းပြင်းတယ်လေရမ်းပြင်းတယ်ဒီမှာကျွန်တော်ရဲ့အောက်မှာရွာရှိဝယ်စစ်ရွာဆိုတော့ကျွန်တော်ရဲ့စပင်းကျွန်တော်စပင်းအောက်မှာရွာရှိရယ်ရွာအရန်လာဗျဖုန်ကြီးကျောင်းကြီးရှိရယ်ဟိုးပဲတောင်ပေါ်မှာလည်းဖုန်ကြီးကျောင်းရန်လာရွာလေးတွေကကျွန်တော်ပြောနေတဲ့အတိုင်းပဲတော့ဒီမှာကြည့်သူ့ရဲ့ဒီဘေးပတ်ဝန်းကျင်ဆိုဒီမှာကြည့်တောင်ကတုံးတွေပဲနော်ဒါမဲ့ဒီချိုင်းဝိုင်းလေးထဲမှာဒီလိုမျိုး oasis လေးတွေပေါ့စင်းလေးနဲ့အမှရွာတွေရှိရယ်ဆိုတော့အရန်ကိုဘယ်လိုပြောအရန်ကျွန်တော်ကောင်းတယ်အေးစင်းနဲ့စင်းလေးနဲ့ကျွန်တော်နေခဲ့တဲ့နေရာဆိုနေအဲ့လိုပဲဟောဘက်မှာလည်းရှိโอเคဒီမှာကျွန်တော်ရဲ့စပင်း
ကျွန်တော်ဒီနေ့ကတော့ Spain ဟိုဟာ setting လေးနဲ့ပြောင်းလိုက်ဗျခါတိုင်းဆိုရင်ကျွန်တော်ရဲ့ဒီ sleeping bag နဲ့ဒီဖြာကိုအရှိမထက်နဲ့အတူမအရှိမထားတယ်ပေါ့နော်ဒီမှာဒီနေ့ကျတော့ဒီလိုပြန်လောက်လိုက်ပြီနော်နင်းလို့တော့ကောင်းပါတယ်ဒီလိုလုပ်နေတယ်โอเคဆိုတော့ရှုခင်းလေးတွေကြည့်မယ်ပြီးရင်ကျွန်တော်ပြန်ဆက်သွားမယ်ဗျကျွန်တော်ခုရွာထဲကိုရောက်နေပြီဗျအဲ့ဒါဒီအိမ်တွေရဲ့ဒီထူးခြားချက်ကိုကျွန်တော်တစ်ချက်ပြမယ်နော်ဒီမှာဒီတကားပေါင်တွေ့လားအဲ့ဒီတကားပေါင်တွေကဒီတိဘက်တန်နဲ့ဒီလာဒကီလူမျိုးတွေရဲ့အိမ်တွေရဲ့ထူးခြားချက်ပြဟိုကြည့်အဲ့ဒီတကားပေါင်တွေကသူတို့ရဲ့အိမ်ကိုတခြားဒေသကအိမ်ဒီတက်ထူးခြားသွားစေတဲ့လက္ခဏာတော့ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်ဗျโอเคဆက်သွားမယ်
သူရောပြန်ဖြတ်နေပြအဲ့ဒါဒီရွာဒီမှာရှိပါဘူးညာရှုခင်းနေတယ်အဲ့ဒါဟယ်လိုကျွန်တော်အိုးအဲ့ဒီချိုင်ဝိုင်းဒီကတက်လာခဲ့တာပေါ့နော်ဒီလမ်းအတိုင်းတက်လာတယ်အခုဒီမှာဒီဆိုင်လေးတွေ့လို့တပ်ပုံဆင်းရိုက်နေအောင်ဒီမှာ Why driving? Keep your mind at peace because it's better than rest in peace. Hata again. Okay, now. Okay ဒီတောင်ကကျတော့ magnetic တောင်လို့ magnetic hill လို့ခေါ်ပါတော့ဆိုတော့ကျွန်တော်အဲ့ဒီကိုတက်မယ်အဲ့ဒီတောင်တက်ပြီးတော့အဆင်းပြန်ဖြစ်သွားပြီဆိုတော့ okay ဆက်သွားမယ်ဗျကျွန်တော်ကြည့်ပါဦးOkay ဒါတော့ magnetic hill လို့ခေါ်တယ်နော်Okay ဆိုတော့ကျွန်တော်အခုလဲကိုရောက်ဖို့ကီလိုမီတာ15ကီလိုမီတာပဲလို့တော့ဗျပြီးရင်အခုကအဆင်းလမ်းတွေဆိုတော့တိတ်မလို့တော့ဆိုတော့ကျွန်တော်ဆက်သွားမယ်ဗျ9နာရီတော့ရှိပြီညနေပိုင်း9နာရီတော့ရှိပြီဒီမှာအရန်အေးတော့ဒီမှာကော်ဖီဝင်တောက်နေရမ်းမိုက်လားကော်ဖီကဟောမှာကျွန်တော်ရဲ့ပင်းကစပိန်က stand မရှိတော့အမှ
ရက်ဖို့အရန်ဟိုနေရာရန်ရွေးရတယ်ကွာကော်ဖီရမ်းမိုက်တယ်အရှိကိုထိသွားတယ်မိုက်တယ်โอเคကျွန်တော်ကော်ဖီတောက်နားပြီးသွားရင်တော့ဆက်သွားပြီဗျကော်ဖီတောက်နားပြီးတော့ဆက်ပြီးနင်းသွားတာညနေ9 နာရီကျော်မောင်ကာဆမှာတော့ဒီလေးမျိုးကိုဝင်ရောက်ခဲ့ပါတယ်လေးမျိုးမှာတော့လမ်းမှာမထင်မှတ်ပဲနဲ့တွေ့ဆုံခဲ့တဲ့ဒီအကူကြီးအိမ်မှာ3 ညနေခဲ့ပါတယ်